ကျွန်တော်လည်းနေနဲ့လေစတွဲပြီးဆိုကနေကကြုံနေရတဲ့မေကွန်းဖြေရခတ်တဲ့မေကွန်းဖြေရခတ်တယ်မို့ဖြေပေးလဲနားမလဲပေးရတဲ့မေကွန်းဘာလဲဆိုတော့နင်တို့နှစ်ယောက်မှာဘယ်သူကယောက်ျားလေးလဲဘလို့ဒီခီးဆက်ကြလဲဘလို့ဟောပြကြလဲမမျိုးရေကွာတိလားကျွန်တော် live မှာလည်းတင်နေခဏခဏလည်းဖြေနေရယ်import ဒါမှလည်းပတ်ဝန်းကျင်အစ်စ်ကိုရောက်လေလေကိုရီအကြောင်းမသိရလူတွေရှိလေသိကျင်လာလေလေတငယ်ချင်းအစ်စ်တွေရလေလေသူတို့တွေကသိကျင်တော့မေးကြတယ်အဲ့တော့ကျွန်တော်လည်းခဏခဏဖြေရတယ်ကျွန်တော်နှစ်ယောက်မှာဘယ်သူမှယောက်ျားလေးမဟုတ်ပါဘူးနွေးငယ်လည်းယောက်ျားလေးစိတ်မရှိဘူးကျွန်တော်မှလည်းယောက်ျားလေးစိတ်မရှိဘူးကျွန်တော်ကကျွန်တော်တိုင်းပဲနေတယ်နွေးငယ်ကနွေးငယ်ပုံစံတိုင်းပဲနေတယ်ဒါပဲမိန်းကလေးနှစ်ယောက်တွဲပြီးဆိုတော့တယောက်ကလုံးဝကိုယောက်ျားလေးစိတ်ဝင်ပြီးယောက်ျားလေးလူနေမှဖြစ်မှာလားကျွန်တော်တက်ချီလည်းမဟုတ်တွမ်လည်းမဟုတ်ဘာမှမဟုတ်ဘာရိုးမှကျွန်တော်တို့ညမှာဘာရိုးမှမရှိဘူး top ဒီ bottom နဲ့လည်းမရှိဘူး we can switch တိလားအဲ့တော့ကျွန်တော်ရဲ့ type ပဲကျူပြောတယ်တင်မလားနင်တို့နှစ်ယောက်ဒီမိန်းကလေးနှစ်ယောက်ပုံစံမဲ့သွားလို့ရှင်ရေရှည်ဘလို့တွေးထားလဲမိန်းကလေးနှစ်ယောက်တူတူသွားမယ်ဆိုရင်သူတို့ရဲ့အတွေ့အကြုံဒီ sex ဘယ်လိုပြောမလဲမလုံခြုံဘူးလို့သူတို့တွေးကြရကွာဘာလို့လဲယောက်ျားလေးနဲ့တွဲပြီးယောက်ျားလေးနဲ့ညာတော့လုံခြုံလို့လားယောက်ျားလေးကဘယ်လောက်ထိလုံခြုံမှုပေးနိုင်လို့လဲခုခေတ်ယောက်ျားလေးကျွန်တော်ယောက်ျားတို့စော်ကားတော့မဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်ပတ်ဝန်းကျင်မှာကြုံနေရတဲ့လူတွေလည်းသိမှာပါအများကြီးကွာသိလားအဲ့တော့ကိုချီတော့ကိုရက်တည်နိုင်တယ်ကိုအုံနောက်နဲ့သုံးပြီးတော့ကာကွယ်နိုင်တယ်ဘာပြဿနာဖြစ်နိုင်လဲဆိုတော့ကိုစင်ကျင်သုံးသက်နိုင်ဆိုရင်ရှိနေသေးတယ်လုံခြုံနေအောင်ပါပဲယောက်ျားနဲ့အတူတူရှိမှမဟုတ်ဘူးယောက်ျားလေးစင်ကျင်နိုင်ဆိုမရှိရကောင်းလေးတပုံကြီးအဲ့တော့အဲ့ဒါတကိုင်းပဲနောက်ပြီးသူတို့မိသားစုအတွက်ရေရှည်တင်မလားဘေးနားမှာကိုအသက်ကြီးလာလို့ရှင်ကိုပြုစုပေးမဲ့သူပါညာတာသမီโอเคတာသမီမွေးတော့အဲ့တာသမီကကိုတရဇက်ပြုစုပေးနေမှာမယ်လို့ဘယ်သူအာမခံနိုင်လဲ no တခုကျွန်တော်နဲ့နွေးငယ်ရေရှည်အတွက်တွေ့ရတခုတည်းပါလဲဆိုတော့ကျွန်တော်တို့အသက်ကြီးလာလို့ရှင်ကျွန်တော်လှုပ်ရှင်တာလေးကျွန်တော်သွားရှင်တာလေးဒီအပူပူကင်းကင်းလှုပ်ရှင်နေသွားရှင်တာဖြစ်တဲ့အတွက်ကျွန်တော်အခုချိန်မှာပတ်စံရှာမယ်ကျွန်တော်အရွယ်ရှိတော့မှငွေရှာမယ်ပြီးရင်ကျွန်တော်တို့နှစ်ယောက်ပေါ်အေးစစ်စစ်လေးဖြတ်တမ်းမယ်ကျွန်တော်ပတ်စံအရန်ရှိသွားလို့ရှိရင်ကျွန်တော်ဖန်ပြင်းသေးသားလေးနဲ့အဲ့ဒါမလားနွေးငယ်မွေးခိုင်းမယ်ပေါ့ကျွန်တော်တော့အသက်ကြီးပြီဆိုမွေးလို့မရဒါမို့သူ့အတွက်အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်မွေးစားမယ်ကလေးလေးတယောက်လောက်ခွေးလေးမွေးမယ်ကျွန်တော်တို့တွေးထားအဲ့လောက်ပဲရိုးရှင်းရှင်းပဲကွာအဲ့ထက်ပိုပြီးတော့မရှုပ်ထွေးနော်ကျွန်တော်လည်းဒီထက်ပိုပြီးမဟုတ်ကျွန်တော်ရဲ့ type ထက်ပိုပြီးကျွန်တော်ဘာမှလူတွေဖြစ်စေချင်တဲ့အနေအထားမျိုးကျွန်တော်လုပ်ပေးမှာမဟုတ်ကျွန်တော် type ကိုပြောင်းလဲမှာချို့အရင်နှမျောကြရကျွန်တော်တို့နှစ်ယောက်လုံးကမိန်းကလေးလူလေးနေကြတယ်ပြီးရင်နှစ်ယောက်လုံးကယောက်ျားလေးတွေကြိုက်တဲ့ပုံစံလေးရှိတယ်ဆိုတော့အရင်နှမျောပြီးတော့ဘာလို့ယောက်ျားလေးမထားကြတာလဲဘာလို့လဲဘာလို့အဲ့လိုတွေးကြလဲကျွန်တော်လည်းမသိတော့ကျွန်တော်ဖွားပြီးနွေးငယ်နဲ့ပြက်ခဲ့လို့ရှိရင်ကျွန်တော်နောက်ထပ်တွဲမဲ့လူတယောက်တည်းယောက်ျားလေးဖြစ်ချင်လည်းဖြစ်မယ်မိန်းကလေးဖြစ်ချင်လည်းဖြစ်မယ်အဓိကကျွန်တော်စိတ်ကိုအဆင်ပြေစေရဲ့လူကျွန်တော်လွတ်လပ်ပေါ့ပါကျွန်တော်စိတ်ပေါ့ပါဆိုတာနေရတဲ့လူပေးမှကျွန်တော်နေမှာကွာနွေးငယ်လည်းအဲ့တိုင်းပါပဲအဲ့တိုင်းပဲဖြစ်မယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်တို့ပြက်ဖို့စိတ်ကူးရှိဘူးနော်ကျွန်တော်ဖြစ်ခဲ့ရင်ပြောပြကျွန်တော်အဲ့တိုက်ကြီးဒီတိုက်ကြီးမလို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျဲတို့ထင်က I don't care seriously I don't care ကြိုက်ရင်ပတ်သက်လို့ရမကြိုက်ရင် skip လိုက်ရသဘောကြိုက်ရင် follow လို့ရသဘောမကြိုက် block လို့ရကွာသိလားမပတ်သက်ချင်မပြောနဲ့ကွာကျွန်တော်တို့ဘယ်သူမှလာပြီးခက်ခါရမပြောဒါပေမဲ့ blame သလိုဝေဖန်သလိုကျက်တလောက်ဝေဖန်ကျွန်တော်မပြောင်းလဲဘူးကျွန်တော်ဖြစ်တည်မို့အဲ့တခါရပြောပြထားတာ I don't care သိချင်လို့မေးရလားဝေဖန်ချင်လို့ပြောရလားကျွန်တော်မသိပါနဲ့ခဏပြောရတာများတော့လေစိတ်ကသိမရှိချင်တော့ပြီတကယ်